ရက်ကနေစာမျက်နှာအသစ်တစ်ခုကိုယုံကြည်ချက်ရှိရှိဖွင့်လှစ်နိုင်မှုအတွက်လွန်ခဲ့တဲ့365ရက်အတွင်းမှာကျမတို့ UI အနေနဲ့ဘာတွေများဆောင်ရွက်နိုင်ခဲ့လဲနှစ်ဟောင်းကုန်လို့နှစ်သစ်ကူပြီဆိုတော့ဒီနှစ်တစ်အတွင်းမှာရောကျမတို့ UI ဟာဘယ်လောက်ထိခရီးရောက်ခဲ့လဲနောက်ပြီးတော့ဘယ်လိုခရီးလမ်းတွေကိုဖြတ်တန်းခဲ့ရသလဲဆိုတာတစ်ချက်လောက် time travel လုပ်ကြည့်ကြရအောင်ရှင်ပထမဆုံးအနေနဲ့ပြောရရင်2025ဟာ UI ရဲ့ကွဲပြားနေတဲ့ activities တွေကို core program 6ခုအနေနဲ့စနစ်တကျ organize လုပ်နိုင်ခဲ့တဲ့အပြင် program name တွေနဲ့အတူတူစနစ်တကျ launch လုပ်နိုင်ခဲ့တဲ့တက္ကရာတစ်ခုလို့ဆိုရပါမယ်။ကဲဒီတော့ UI ရဲ့ program 6ခုအောက်မှာဘာ project တွေအကောင့်ထဲပေါ်နိုင်ခဲ့လဲဆိုတာကိုနှစ်မကူးခင်လေးအမှတ်တရ sharing လုပ်သွားပေးမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ UI ရဲ့ monthly donation program ဖြစ်ပါတယ်။ January 12ရက်နေ့မှာစူးလီကဏ္ဍတစ်ဝိုက်က street donation January 25ရက်နေ့မှာအေးမြမြတ်တာမိသားစုရိပ်မြုံမိဘမဲ့ကလေးများဂေဟာအရှိတကုံ February 15ရက်နေ့ရီမာပရာဟိတဂေဟာမြောက်တကုံ February 23ရက်နေ့ရေချမ်းစင်ကလေးငယ်များစတင်ဝိုင်းလေတံဇွန်လ29ရက်နေ့ Oasis ပရာဟိတသာသနာပြုကျောင်းတိုက်ထန်းတပင်ဇူလိုင်26ရက်နေ့မှာဂယုဏမိဘမဲ့ဂေဟာ From House to Home ဒလနိုဝင်ဘာ23ရက်နေ့မှာမော်ဝီပူဝရိတ်တာစတဲ့ donation project ပေါင်း9ခုကိုတီနီယာရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့စာရေးကရိယာအစားအစာငွေသားအိမ်ဆောက်ပစ္စည်းတကွေသုံးပစ္စည်းတွေနဲ့ monthly donation program အောက်မှာ contribute လုပ်နိုင်ခဲ့ပါတယ် and so the next program is radio program eco radio project with eco innovators မလာ28-29-30ရက်နေ့တွေမှာ eco awareness session တွေနဲ့တပိပန်းပင်ဆိုင် activities လေးတွေနဲ့အတူ day 1မြစ်တာအိမ်ရွှေပြည်သား Day 2မြစ်တာအေးမျိုးမော်ဘီ Day 3မဟာနွယ်အရှိတကုံနောက်ထပ် project တစ်ခုအနေနဲ့ mental rhythms ကိုတော့ဇွန်လ30ရက်နေ့မှာ mental awareness day တခြားသောစိတ်တည်ငြိမ်စေတဲ့ activities လေးတွေနဲ့အတူပုံဖော်နိုင်ခဲ့ပါတယ်ရှင် Youth Craft Radio with Elvis Art and Craft Supplies မြန်မာဒီ project လေးကိုတော့ season 1 2အထိအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်Season 1အတွက်မော်ဘီမြို့နယ်မြစ်တိုင်အေးမြို့ခေဟာလေးမှာဇွန်လ1ရက်နေ့ paper cutting ဇွန်လ14ရက်နေ့ paper quilling Season 2အတွက်မော်ဘီမြို့နယ်ဘေရီခေဟာလေးမှာဩဂတ်စ်လ22ရက်နေ့ paper quilling ဩဂတ်စ်လ30ရက်နေ့ paper cuttingနောက်ပြီးတော့မြန်မာ Young Entrepreneur Association MYEA က organize လုပ်တဲ့မြန်မာ Plaza Outdoor ဈေးရောင်းပွဲတော်လေးမှာ Elvis Foundation ရဲ့ဦးဆောင်မှုနဲ့အတူကလေးငယ်တွေကို train ပေးပြီးရလာတဲ့ artwork လေးတွေကို November 14, 15, 16ရက်ဒီအတွင်း3ရက်တာရောင်းချပေးခဲ့ပြီးတော့ရရှိလာတဲ့ငွေတွေကိုလည်းလက်ရပိုင်ရှင်ကလေးငယ်လေးတွေစီဒီဇင်ဘာ14ရက်နေ့မှာတွားရောက်အနှံနိုင်ခဲ့ပါတယ်ဆိုတော့ radio program အောက်မှာလည်း project ပေါင်း3ခုကိုတစ်နှစ်တာအတွင်းကောက်ထည့်ဖော်နိုင်ခဲ့ပါတယ်And the third program is Youth Empowerment Program. INGO Humanity First International ရဲ့နှစ်30ပြည့်အထိမ်းအမှတ်အနေနဲ့လူငယ် audience 200ကျော်နဲ့အတူ Walk and Run Mission တွေပါရောဆက်ရင် Step of You Event ကိုရန်ကုန်လိပ်ဆန်ဥယျာဉ်မှာပုံဖော်ဖန်တီးနိုင်ခဲ့ပါတယ်။နောက် program တစ်ခုအနေနဲ့လည်းမိအိမ်ငယ် division ကနေ26နေရာသောမိဘမဲ့ကြီးဟာမိုဘိုင်းရိပ်သာတို့ရဲ့ data information တွေကို social media platform တွေကနေတစ်ဆင့် sharing လုပ်ပေးနိုင်ခဲ့ပါတယ်ရှင်။နောက်ထပ်အရေးပါတဲ့ UI ရဲ့နယ်လက်ကန်လက် program ပြီးခဲ့တဲ့2024ခုနှစ်တုန်းကအေယာဝတီဖြာပုံပကံညောင်ဦးဒေသတဝိုက်ဒီမှာ social contribution activities တွေဖော်ဆောင်နိုင်ခဲ့သလိုဒီတစ်နှစ်တာမှာလည်း Canlab program ကိုအသက်သွင်းခြင်းပင်မဲ့အခြေအနေမျိုးမျိုးကြောင့်စီစဉ်ပေးသား project လေးကိုလာမယ့်2026ခုနှစ်မှာပုံဖော်သွားမှာဖြစ်ပါတယ်။ဒါကတော့ recap လုပ်ရင် stay tuned ပါလို့ပြောချင်ပါတယ်ရှင်။ Last but not least နောက်ဆုံးအနေနဲ့ emergency responses ဆိုတဲ့တဘာဝ BNA ဆိုင်ရာအကူအညီပေးရေး activities တွေမှာလည်းပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့စကိုင်းငလင်းကြီးမှာပြည့်ရကျော်တစ်လျှောက်ကမြို့တည်တည်အတွက်ငွေကြေးအရေးပေါ်စေဝါခြေနဲ့စားစာအများပြားကိုလည်းအလူရှင်တွေနဲ့အကူအညီနဲ့အတူဖြန့်ချက်ကူညီလူလန်းနိုင်ခဲ့ပါသေးရဲ့ရှင်။ UI ဟာဒီ2025တနှစ်တာကာလအတွင်း project တွေဒီလောက်အကောင့်ထဲပေါ်နိုင်ခဲ့တယ်ဆိုတာက UI ကို support ပေးနေကြတဲ့ external internet ကအဖိုးတန်လူသားရင်းမြစ်လေးတွေသက်ဆိုင်ရာမိဖက်အဖွဲ့အစည်းတွေအားလုံးသော supplier တွေကြောင့်လို့ပဲဆိုရပါမယ်။အုတ်တစ်ချက်သေးတွင်ပေါဝင်ကူညီသူတိုင်းရဲ့ effort တွေသာမရှိဘူးဆိုရင် UI ဟာလည်းဒီနေ့အထိခရီးမရောက်နိုင်မှာမဟုတ်ပါဘူး
ဒါကြောင့်မို့လို့ UI ရဲ့ရှေ့ဆက်လျှောက်လှမ်းရမယ့်ခြေလှမ်းတိုင်းမှာလည်းအခုလိုပဲဆက်လက်ပါဝင်ကူညီပေးကြဖို့ပြောချင်နဲ့ UI လည်း social contribution ဝေဟင်တစ်ခွင်မှာခက်မြင့်မြင့်ပြည့်တန်းနိုင်ပါစေလို့နှင်ဟောင်းရွက်ကြွေတောင်းစုချွေလိုက်ရပါတယ်ရှင်